Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျမကငါးပေါင်းလေး recipe ယူလာတာရေပေါ့နော်လောက်ရတာလဲအရင်လွယ်ကူပြီးမှယူလဲယူရှင်းပါတယ်ဒီကလောက်ရတာလေးကိုအနည်းဆုံးငါးပေါင်းရတာတော့မိနစ်20-25မိနစ်လောက်ဆိုရင်ငါးပေါင်းလေးရ ready ဖြစ်တယ်ပေါ့နော်ကျမကဒီလိုမျိုးပုံစံလေးနဲ့ငါးပေါင်းပါတယ်ရှင်ငါးပေါင်းမှာဗာပစ္စည်းတွေလိုသလဲဆိုတော့အခု ready လုပ်ကြမယ် let's go ဒီထဲမှာကျမကစပလင်းလေးငါးရက်ပိုက်ထဲတွက်နေတာပေါ့နော်ဒါစပလင်းလေးကိုအဲ့လိုမျိုးထိုးထည့်တာပေါ့နော်ကျမကျတော့အထဲထဲကိုစပလင်းရွက်တွေစပလင်းလေးအကောင်အဲ့လိုမျိုးထိုးထည့်လို့ပြီးသွားပြီဆိုရင်အဲ့ဒါပေါင်းတဲ့အိုးထဲမှာတင်လိုက်တာပေါ့နော်အခုကျမကကျတော့အဲ့ဒါပေါင်းမှုကိုမိနစ်20-25မိနစ်လောက်ဆိုရင်ရပြီပေါ့နော်ငါးပေါင်းကအဲ့ဒါအခုသူ့အတွက် sauce လေးလုပ်နေတာပေါ့နော်ဒါလေးကငှက်ဥတီအစိမ်းပဲဖြစ်ဖြစ်အနီပဲဖြစ်ဖြစ်ရတယ်ပေါ့နော်အပြင်ကျွတ်သွန်ဖြူလိုမယ်ကျွတ်သွန်ဖြူလေးကိုလည်းဒီလိုနှုတ်နှုတ်လေးဆင်ထားတာပေါ့နော်အဲ့ဒါပြီးရင်အိုးလေးတဲမယ်ပေါ့နော်အိုးတဲပြီးလို့ရှိရင်သူ့အထဲထဲမှာကျွတ်သွန်ဖြူခုနကနှုတ်နှုတ်ဆင်ထားတာတွေငှက်ဥတီအနီငှက်ဥတီစိမ်းအကုန်လုံးထည့်ပြီးမှလော်မှာပေါ့နော်သူ့ကိုနည်းနည်းလေးအနံ့လေးမွေးလာသည့်ထီကိုလော်ပါပေါ့နော်အဲ့သူ့လော်အနံ့လေးမွေးလာပြီဆိုတာနဲ့သူရဲ့ပစ္စည်းလေးထည့်ရမှာပေါ့နော်ဘာတွေလိုလဲဆိုတော့အဲ့ဒါမှထည့်ဟိုကငံပြားရည်လိုတယ်ငံပြားရည်အနှဲငယ်ထည့်အဲ့ဒါပြီးရင်ကျမဒီမှာအချုံမုတ်ထည့်လိုက်တာပေါ့နော်အပြီးရင်တမြာသီးထည့်အပြီးရင်နန်းနန်းပင်ခုတ်ထားပြီးသား ready လုပ်ထားပြီးသားကိုထည့်လိုက်တယ်ပေါ့နော်ကျမဒီငါးပေါင်း ready ဖြစ်သွားပြီဆိုတော့အဲ့ဒီငါးပေါင်းထားတဲ့အပေါ်မှာဒီလိုမျိုးလေးလောင်းထည့်လိုက်တာပေါ့နော်ကျမတို့ကျတော့ဒါမျိုးလေးလောင်းထည့်လို့ဒါပစ္စည်းတွေကဒီလောက်ထိတော့ဘာမှမလုပ်ဒီကောင်အယူရှင်းနေပေါ့နော်သူကအဲ့ဒီပေါ်မှာသူ့အပေါ်မှာလေးတမြသည်ခုတ်ပြီးမှဒီလိုလေးစီလိုက်တာပေါ့နော်လုံးလေးတွေခုတ်ပြီးမှစီထားလိုက်တယ်ဒါမျိုးလေးဖြစ်သွားပြီဆိုရင်ဒါ ready ဖြစ်သွားပြီပေါ့နော်ဒါကျမတို့ကတော့စားနေကြပြီပေါ့နော်စားရတာလည်းအရသာရှိတယ်ကျမတို့ကျတော့မီနဲ့စားတာပေါ့နော်မီနဲ့မချီသည့်အချင်းကြီးနဲ့တို့ပြီးစားတာပေါ့နော်ငါးပေါင်းရဲ့မီရဲ့ကြာဆန်ပေါ့နော်ကြာဆန်သုံးနဲ့စားတာပါရှင်လာစားကြပါအောင်ရှင်စားရတာလည်းရမ်းစားကောင်းတယ်လုပ်ရတာလည်းရမ်းလွယ်ကူပါတယ်ပြောတာမှသွားလို့ရှင်လည်းတောင်းပန်ပါတယ်ရှင် bye bye see you in next video